အရှက်ကိုအသက်ထက်တံပိုးထားတဲ့နော်ပရယ်မူဟာချောင်းရည်တင်တဲ့ကိုသူမဘဝကိုအနှံ့ရင်အဆုံးစီရင်သွားခဲ့ပါတော့တယ်။ဂိုးယူမတောင်ကြီးရဲ့မိဘိုးတွေကြားမှာဒီနာကြီးစရာဇလန်းလေးဟာတိတ်တဆိတ်စတင်ခဲ့ပါတယ်။တိန်ကလုံရဲ့ဖခင်ဟာရွာသူရွာသားတွေကိုစေတနာနဲ့စေကုသပေးနေတဲ့တိုင်းရင်းစေးစရာကြီးတဦးလည်းဖြစ်ပါတယ်။အမိမဲ့သားတိန်ကလုံအတွက်တော့ဖခင်ကြီးရဲ့စေးကျိတ်တန်တွေဟာသူ့ဘဝရဲ့အေးချမ်းခြင်းတန်စင်လေးတွေပဲပေါ့။ဒါပေမဲ့မထင်မှတ်ထားတဲ့ကံကြမ္မာစိုးဟာသူတို့ရဲ့အိမ်တကားကိုရဲရဲဆက်ဆက်ရောက်ရှိလို့လာခဲ့ပါတော့တယ်။ယောက်ျားရဲဘော်တွေကိုစေကုပေးတယ်ဆိုတဲ့မတရားဆွဆွဲချက်နဲ့သူတို့ရဲ့ဘဝလေးကိုနေချဲ့တွေကနင်းချေခဲ့ကြပါတော့တယ်။ဖခင်ကြီးရှိရာစီတိန်ကလုံတယောက်အသက်အတန်ပြေးလွှားပြီးလိုက်ခဲ့ပေမဲ့လောကကြီးကသူ့ကိုနက်နက်သားမပြီးခဲ့ပါဘူး။ရွာအလေကောင်ကဖုံတော်ထဲမှာအတိမဲ့တဲ့တာဖနှစ်ဦးကိုတလိษံတွေလိုနှိပ်စက်နေခဲ့ကြတာပေါ့။သူမျက်စိရှိမှတင်ဖခင်ကြီးရဲ့အသက်ဇီဝင်ချုပ်ငိမ့်သွားတာကိုသူနာကျင်စွာရေးကြည့်နေခဲ့ရပါတော့တယ်။ရွာဦးကျောင်းဆရာတော်ရဲ့ဂယုဏကြောင့်အသက်ဘေးကလွတ်ခဲ့ရပေမဲ့ရင်ထဲမှာတော့အကြောင်းတွေကထင်ကြံနေရခဲ့ပါတော့ပြီ။ထို့နောက်သူနေထိုင်ရာကြေးရွာလေးကနေနှင်ထုတ်ခံလိုက်ရပြီးတိန်ကလုံတယောက်အဖော်မဲ့စွာတောနက်ထဲကိုဥတဲ့ရထွက်လာခဲ့ပါတော့တယ်။ယူမတောင်ကြီးမှာမူဆိုးကြီးစောတီဘိုးနဲ့သမီးလေးနော်ပရယ်မူးတို့ကဒဏ်ရာရနေတဲ့သူ့ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။မူဆိုးကြီးစီကတောတွင်အတက်တင်ညာတွေကိုတင်ယူရင်းတိန်ကလုံရဲ့ရင်ထဲမှာတော့တော်လန်ရေးစိတ်တွေတဖွာဖွာရှင်တန်လာခဲ့ပြီပဲဖြစ်ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှနော်ပရယ်မူးရဲ့အပြုံးတွေဟာတိန်ကလုံအတွက်တော့ကဘာတိတစ်ခုအဖြစ်ဖြစ်တည်လာခဲ့ပါတော့တယ်။ဒါပေမဲ့လူယုံမှာရာဇဝဲအောင်လှဖို့ရောက်လာတဲ့အခါမှာတော့အေဂျင့်နေတဲ့ရွာလေးဟာတရားပုံအတိဖြစ်ခဲ့ရပြန်ပါတော့တယ်။အာနာအရှိန်နဲ့နှိမ့်ဆက်မှုတွေကြားမှာဒီရွာလေးဟာအပူမီးတွေတောက်လောင်တဲ့ငရဲကန်းတစ်ခုလိုဖြစ်သွားခဲ့တာပေါ့။တော့တဲ့မှာဟင်းရွက်ခူးနေတဲ့အပြစ်ကင်းစင်တဲ့နော်ပရယ်မူးကိုလှဖို့ကတလိษံထက်ဆိုးတဲ့စိတ်နဲ့စော်ကားလိုက်ပါတော့တယ်။အရှက်ကိုအသက်ထက်တံပိုးထားတဲ့နော်ပရယ်မူးဟာချောင်းရည်တင်တဲ့ကိုသူမဘဝကိုအနှံ့ရင်အဆုံးစီရင်သွားခဲ့ပါတော့တယ်။အချစ်ဦးနဲ့ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့တိန်ကလုံရဲ့နေဝန်းထဲမှာတော့သွေးအေးနဲ့ဂလက်စားချီလူစိတ်တွေတောက်လောင်လာခဲ့ပြီပဲဖြစ်ပါတယ်။တောနက်ထဲမှာထောင်ချောက်တွေဆင်ပြီးနေချက်လက်ပါးစီတွေကိုအမြင့်တက်ချေမုံမှုသူတို့တင်ဆင်နေကြပါတော့တယ်။သွေးကြွေးကိုသွေးနဲ့ဆက်ရင်ရိုးမတောင်ကြီးကတော်လန်ရေးဟာအရှိန်အဟုန်နဲ့စတင်လိုက်ပါပြီ။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။